အာရှတိုက်ရဲ့တနေရာလှတန်းမှန်တကယ်ဖွံ့ဖြိုးစေတိုင်းပြည်ရဲ့ရွာမြို့တော်နဲ့ကီလိုမီတာ60ခန့်ဝေးတဲ့နေရာအဝေးပြေးလမ်းမကြီးရဲ့ပခုံးပေါ်မှာလေးတက်တိုက်တစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ရွာအာရှတိုက်ရဲ့တနေရာလို့ဆိုပါစို့အဲ့ဒီရွာရဲ့အထမမြောက်အခန်းတစ်ခန်းထဲမှာအင်ဒိုနီးရှားလူငယ်၄ယောက်2ယောက်ကညီကိုဘင်္ဂလားဒေ့ရှ်လူရတစ်ယောက်ပြီးတော့ငါတို့2ယောက်ဒါနာပရိကိုဝန်ချန်ရော့ချင်းပေါင်းပြီဝါယာကျိုးဝင်များနဲ့အမျိုးမြည်သည့်အလှမွေးငှက်နှကောင်တိုးတိမ်ထူထောင်လို့နေကြသူတို့ဘဝတွေဟာအရှိတောင်အာရှကျွန်းဆွယ်ဘောကကျန်းတဲ့ပစ္စည်းတွေနဲ့ခက်ဆစ်ဆင်တူနေတယ်။နိုင်ဆက်တန်ကြောင့်ထိတ်တလန့်နိုးထအေးမွားတဲ့မျက်လုံးထဲမှာနှင်းတွေအတုံးယုံကျနေမှနဲ့ခင်းရွာလေလမ်းထိပ်မှာရှည်တံဘူးကိုစီနဲ့လှုပ်ဆင်းဖို့အစင်သစ်ဖြစ်နေပြီ။တနေ့ကုန်မျိုးတော်ကြီးစီကိုသွားမြင်မာတဲ့ဆောက်အုံးခေါင်မိုးပေါ်တွေပေါ်မှာစပင်းတွေအရှိပျော်ကြမတတ်နေရန်အောက်မှာချွေးတွေတန်တွေနဲ့မချီမဆန့်အလုတ်ကြအဲ့ဒီလုတ်ကအသက်အန္တရာယ်နဲ့နီးပေမဲ့ငွေမရှိတာလဲအသက်အန္တရာယ်နဲ့နီးတာပဲလို့ဘင်္ဂလားဒေ့ရှ်လူတွေကမှတ်ချက်ချတယ်နေဝင်ရီဒီယောမှာကြောပေါ်အမောတွေထမ်းပြီးပြန်လာကြရေချိုးကန်းကိုသူထက်ငါဥအောင်အတူရက်တိုးခွေဝင်ကြဒါနေဆတူဝကိစ္စညကြအဆိုင်နေသောပင်လယ်စာဆိုင်မှာဒေတာရဲ့ယူရထမင်းကျော်ကိုစားရင်စကားစမီဆိုကြကျိုးပိတ်နေတဲ့ဘာသာစကားနဲ့ပေါ့ပြီးတော့ကိုကာကိုလာဒဗလင်းတောက်ရင်လင်းရင်းနဲ့တင်းတဲ့ secret ကိုဖွာရှာချက်ကွာကားစီရဲ့နောက်ကိုပြေးလိုက်သွားတဲ့စိတ်ကူးတွေတဘာဝကြပါလေစားသောက်ဆိုင်ကအပြန်လမ်းဘေးအများသုံးဖုန်းကနေကိုတိုင်းပြည်ကိုဖုန်းဆက်သူဆက်တိုက်ပေါ်ပြန်တက်ပြီးရေဒီယိုနားထောင်သူနားထောင်နေ့လေအားတွေ့ခဲ့တဲ့ပေါင်တန်ဖြူဖြူတရုံးမလေးကိုစိတ်ကူးရှင်သူရှင်အာရမကျင့်ခံလိုက်ရတဲ့ဖိလစ်ပင်းအိမ်ပေါ်မှာလေးတို့ကယူနာတက်သူတက်ပြန်နေရပြန်ဖို့ခံဗီယက်နမ်တွေအတွက်စိတ်မကောင်းဖြစ်သူဖြစ်ဖျားဝတ်ပြုသူအပြုသမယိုးကြလူဖွဲ့အစည်းလေးပါပဲ